ဇလန်လျက်ဆန်းမှာတော့ရုပ်ချောတဲ့ဇလိုက်မင်းသားဦးမီတယောက်တင်းတန့်ကစားနေတဲ့အခန်းနဲ့စတင်သားပါတယ်။ဦးမီဟာတင်းနစ်ကစားမှာအလွန်တော်ပြီးကျောင်းမှာလူကြိုက်များဆုံးကျောင်းသားတွေတယောက်လည်းဖြစ်ပါတယ်။အားကစားမှာထူးချွန်တာမကဘဲနဲ့ရုပ်ရည်ကားတဲ့အလွန်မှလည်းချောမောနေပါတယ်။ဒါကြောင့်ပဲကျောင်းဟာမင်္ဂလိတိုင်းနီးပါးကတဲလို့လည်းဖြစ်နေခဲ့ကြတာပါ။အဲဒီကဆွဲကောင်မလေးကလည်းအိုမီကိုအသေးလဲကြိတ်ကြွေနေရတဲ့သူပါဒါပေမဲ့တခြားမင်းကလေးတွေနဲ့မတူညီပဲနဲ့အဲဒီကအရန်ချက်တက်ပြီးတော့လူရည်နဲ့ဆက်ဆံရတာခက်ခဲတဲ့သူလည်းဖြစ်ပါတယ်အိုမီစီကိုရှင်းကပ်ဖို့အတွက်ကိုယုံကြည်မှုမရှိနေရကြောင်းအဝေးကနေပဲငေးမောရင်းနဲ့ကြည်နူးနေခဲ့ရပါတယ်သူမမှာတော့ဖိတ်ကောက်တအကောက်တစ်ကောက်ရှိပြီးအဲ့ဒီမှာအိုမီနဲ့ပတ်သက်တဲ့ဝူမက်တစ်စိတ်ကူးရင်ဇလန်းတွေကိုပုံမှန်တင်လေးရှိပါတယ်တစ်ဖက်မှာဆိုရင်တော့ဦးမီယာတင်းနစ်ပွဲမှာအနိုင်ရရှိသွားခဲ့ပါတယ်။အဲဒီကလည်းချက်ချင်းပဲတက်တာမှာစာတစ်ခုတင်လိုက်ပါတယ်။ဦးမီစာတင်ကန်းစီကိုသွားတဲ့အခါထုံးစံတိုင်းမင်္ဂလေးတွေကအဝိုင်းအောင်လာခဲ့ကြပါတယ်။မင်္ဂလေးတယောက်ကသူ့အတွက်ကိုယ်တိုင်ဖုတ်ထားခဲ့တဲ့ကူကီလေးတွေကိုတော့ယူလာပေးခဲ့ပါတယ်။ဦးမီယာရင်ကြည်လက်ခံလိုက်တဲ့အခါမှာတော့မင်္ဂလေးအားလုံးကဘလောက်သဘောကောင်းပြီးပြည့်စုံလဲဆိုတာတွေ့ပြီးပိုလို့တောင်မှစိတ်လှုပ်ရှားသွားခဲ့ကြပါတယ်။အဲဒီကတော့ဒီဖြစ်ပျက်အားလုံးကိုအဝေးကနေစောင့်ကြည့်နေပါတယ်။တစ်ချိန်တည်းမှာပဲကျောင်းနေရံတွေမှာအားကစားပိုစတာတွေကိုလိုက်ကပ်နေရပါတယ်။ရုတ်တရက်အိုမီကရှောက်လာပြီးတော့လက်ထဲကပိုစတာတစ်ခုကိုယူကာထွက်ခွာသွားခဲ့ပါတယ်။ကိုတိတ်ကျွေနေရတဲ့သူကအနီးကိုလာတဲ့အခါအဲဒီကရင်နေအရန်ခုန်သွားခဲ့ရပါတယ်။ဘိုင်ထဲမှာလက်ပြလေးတွေပြန်တန်းနေလို့ခံစားရပြီးတော့စစ်လှုပ်ရှားမှုကိုမနှဲတော့မှထင်းရှုံနေရပါတယ်။ထုံးစံတိုင်းပဲTwitterပေါ်ချက်ချင်းပြန်တက်လာပြီးအဲဒီအခိုက်အတန့်လေးအကြောင်းထပ်တင်လိုက်ပါတယ်။တကယ်တော့အဲဒီကလူရင်းနဲ့စကားပြောဖို့မတော်ပေမဲ့ကိုပိုင်စစ်ကူးရင်ကဘာလေးထဲမှာတော့ပြည့်စုံစွာနဲ့ပျော်ရွှင်နေခဲ့တာဖြစ်ပါတယ်ခဏကြာဆရာရုံကန်ကြီးကဖြတ်သွားတဲ့အချိန်မှာအိုမီနဲ့ပတ်သက်တဲ့စကားပြောတန်တွေကိုကြားလိုက်ရပါတယ်။အန်အော်သွားခဲ့တာကအိုမီယာဆော့ဆော့ကမင်္ဂလေးပေးထားတဲ့ကုကီးတွေကိုလွတ်ပစ်နေတာကိုတွေ့ရပါတယ်။အဲဒီကလုံးဝလည်းအားတင်သွားခဲ့ပါတယ်။ဒီတိတ်ဘေကအိုမီယာလူတိုင်းခင်သားလို့သဘောကောင်းပြီးပြည့်စုံတဲ့ကောင်းလေးတယောက်မဟုတ်ဘူးဆိုတာပါပဲ။တကယ်တော့သူကတော်တော်လေးလည်းရိုင်းဆိုင်တဲ့ပုံရပါတယ်။မီယိုနိုင်စွာနဲ့ရက်နေနဲ့တကားကိုမတော်ဆဝင်တိုင်းမိသွားရကားနဲ့တကားပြုတ်ကြပြီးအတန်ကျဲကြီးကထွက်သွားခဲ့ပါတယ်။အိုမီယာရှချင်းတီသားမိသွားမင်းစင်ပြေလာလို့မေးလိုက်ပါတယ်။ဒါပေမဲ့အဲဒီကအရန်ချက်သွားခဲ့ရကြောင်းဒီတိုင်းပဲထွက်ပြေးသွားပါတယ်ကံမကောင်းစွာနဲ့ပဲတိတ်လက်လက်ကြဖြစ်သွားတဲ့အချိန်မှာတော့ဖုန်းကိုလည်းမိကြံခဲ့ပါအဲဒီကမိကြံခဲ့တဲ့ဖုန်းအိုမီကောက်ယူလိုက်တဲ့အခါမှာရှိုးဝဲကောက်ကိုမတော်ဆတွေ့ရှိသွားပါတယ်အဲဒီအချိန်မှာပဲအဲဒီကသူ့အကြောင်းဝူမက်တစ်စိတ်ကူးရင်ဇလန်းတွေကိုအွန်လိုင်းပေါ်မှာအမြဲတည်နေတဲ့သူဖြစ်မှန်းသိသွားခဲ့ပါတယ်တပတ်မှဆိုရင်တော့အဲဒီကအိုမီကိုချိန်ကြာငေးမောကြည့်နူးခဲ့ရပြီးမဲ့တကယ်တမ်းမှာတော့ရိုင်းဆိုင်တဲ့သူဖြစ်နေမှလည်းသိလိုက်ရပါတယ်အဲဒီအချိန်မှာတော့အိုမီကလည်းရုတ်တရက်ပေါ်လာပါတယ်ထုံးစံတိုင်းအဲဒီကတိတ်လန့်သွားပြီးနီတီမာဘာလုပ်နေရလဲလို့မေးလိုက်ပါတယ်အိုမီကတော့ဖုန်းကိုမြောက်ပြရင်းနဲ့ဒါကြောင့်ငါလာခဲ့ရလို့ပြောလိုက်ပါတယ်လက်ထဲကဖုန်းကိုမြင်ရတဲ့အခါမှာအဲဒီကပို့ပြီးတော့မှစစ်လှုပ်ရှားသွားပါတယ်ပုံမှန်တိုင်းဟန်ဆောင်မှုစူးစမ်းနေရင်းနဲ့အနေခက်စွာရီမောလာပြီးတော့ငါ့ရဲ့ဖုန်းပြန်လာပေးလို့ကျေးဇူးပါတော့ဆိုပြီးတော့ပြောလိုက်ပါတယ်အိုမီကတော့ဒီတိုင်းကြည့်နေပြီးတော့မင်းကငါ့ရဲ့အကြောင်းတွေကိုပို့ရီအမြဲရေးနေတာမလားဆိုပြီးမေးလိုက်ပါတယ်ချွဲချက်ပေါက်သွားတဲ့ခိုက်တက်မှာအေကန်တယောက်ရင်ပတ်တဲ့ကိုစောင့်တက်ပြီးတော့လမ်းဖြတ်သွားပါတယ်ချက်ချင်းပဲတောင်းပန်စကားဆိုပြီးတော့ကျေးဇူးပြုပြီးတော့ခွင့်လို့ပါဆိုပြီးတော့ပြောလိုက်ပါတယ်ဒါပေမဲ့အိုမီကတော့စိတ်ဆိုးတဲ့ပုံမရပါဘူးအဲ့ဒီအစားသူကဆွမ်းနာမြင်ခဲ့ရတဲ့ရှိုးဝဲချက်ကိုထိန်းသိမ်းထားမယ်ဆိုရင်မင်းရဲ့စိတ်ကူးရင်မှုငါတက်သွင်းပေးနိုင်မလားဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီနောက်ဖြည်းဖြည်းချင်းတိုးကပ်လာပြီးတော့ဒါကမင်းရဲ့အလိုချင်ဆုံးအရာမဟုတ်ဘူးလားဆိုပြီးတော့ဆိုပါတယ်အဲ့ကတယောက်ချက်သွေးပြသွားပြီးချက်ချင်းတွန်းတိုးလိုက်ကအနှဲငယ်အလန်းကွာအောင်နေလိုက်ပါတယ်အိုမီကဘာဖြစ်လို့လဲငါကမင်းစိတ်ကူးတဲ့လူစားမျိုးမဟုတ်လို့လားမင်းကငါ့ကိုပြစ်ဆုံးပြီးတော့သဘောထားကောင်းတဲ့ကောင်လေးလို့ထင်နေတာလေဒါပေမဲ့ငါတကယ်ဘလောက်တောင်ရိုင်းဆိုင်ခဲ့လဲဆိုတာမင်းခုနမြင်ခဲ့ပြီးပါပြီဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီကတော့ခဏလောက်ငေးကြီးနေပြီးမှရုတ်တရက်ဒါဆိုလဲငါတို့အနံပေးပါလားဆိုပြီးမဆိုင်မတော့ကောက်ကငင်ကပြောချလိုက်ပါတယ်အိုမီကတော့အဲ့ဒီစကားကိုကြားရှင်းပဲအော်ရီနေပါတယ်ပြီးတော့လည်းမင်းကတကယ်ကြီးရပဲဆိုပြီးထပ်ပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်ကြားထဲမှာဖြစ်ခဲ့တဲ့မြအရာအလုံးကိုရှိုးဝဲချက်အနေနဲ့ထားရှိရမယ်လို့အဲဒီကာကိုပြောပါတယ်တပတ်မှဆိုရင်လည်းအဲဒီကာပျော်ရွှင်မှုတွေလွှမ်းခြုံသွားပြီးတော့ရင်ထဲမှာအတိုင်းမတီးဖြစ်နေပါတယ်အိုမီနဲ့ဒီလောက်နီးနီးကက်ကက်ရှိခဲ့အောင်ဒါမှကပဲနဲ့ရင်ကုန်တန်တွေကစစ်လှုပ်ရှားမှုကြောင့်ပောက်ကွဲမတက်ဖြစ်ခဲ့ရတာပါအဲဒီနေ့ကနေစပြီးအဲဒီကာအိုမီရဲ့အကြောင်းစိတ်ကူးရင်သားတွေကိုရပ်တန့်ဖို့နဲ့အွန်လိုင်းမှာသူ့အကြောင်းပို့တင်တာတွေကိုအဆုံးသတ်ဖို့လည်းဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့လည်းနောက်တစ်နေ့မနက်မှာတော့သူမအရင်ကထက်တောင်ပို့ပြီးတော့ပို့တွေအများကြီးတင်နေခဲ့ပါတယ်စိတ်ကူးတန်းမှာတော့အိုမီကလူကိုယ်တိုင်လာရောက်တွေးဆော်ပြီးနှစ်ယောက်သားဝုံမဲတစ်ဆန်တဲ့ခိုက်တက်တွေကိုတူဖြတ်တန်းခဲ့ကြတာပါအဲဒီကမှတငယ်ချင်းလည်းမရှိတာကြောင့်စိတ်ထဲကအနက်ချိုင်းဆုံးနေရမှာထိကျမှုတန်ကလည်းနာကျင်စေပါတယ်အဲ့ဒီအချိန်မှာပဲမထင်မှတ်သားခဲ့တဲ့အရာတစ်ခုကဖြစ်ပျက်ခဲ့ပါတယ်ပထမဆုံးချိန်အနေနဲ့ပို့ရဲ့အောက်မှာတယောက်ကလာပြီးတော့ comment ပေးခဲ့ပါတယ်အဲ့ဒီ comment ကတော့ပါလီနာလို့အမည်ရတဲ့အကောင့်တစ်ခုကနေလာခဲ့တာဖြစ်ပါတယ်နောက်ဆုံးမှဆိုရင်တော့တယောက်ကသူမကိုတုံ့ပြန်စကားပြောလာပြီးဆိုပြီးအတိုင်းမသိလဲပျော်ရွှင်သွားနေရပါတယ်ခဏကြာမှဆိုရင်တော့ဆာယာလို့အမည်ရတဲ့မင်္ဂလေးတယောက်နဲ့မတော်ဆဝင်တိုင်းမိခဲ့ပါတယ်ဆာယာကအိုမီရဲ့တင်းနစ်ကြာသည့်အင်ဂျီကိုတဲလာခဲ့တာကိုအဲဒီကဒီတိပြုတ်သွားပြီးတော့အဲ့ဒါကသူမရဲ့အာယုံကိုချက်ချင်းလဲဖမ်းဆလိုက်ပါတယ်မကြခင်မှာပဲအဲဒီကမဆာရှီအိုဒါရဲ့ရုံးခန်းစီကိုသွားခဲ့ပါတယ်အဲဒီကိုရောက်တဲ့အခါရုံးခန်းထဲမှာအိုမီကကြိုတင်ပြီးတော့စောက်စားနေတာတွေ့ရတာကြောင့်အားတင်းတာခဲ့ပါတယ်
ဦးမီယာမစတာရှိုဒါတယောက်ဆရာများနားနေဆောင်စီသွားနေရလို့ပြောပြပြီးတော့တကယ်တော့သူကငါရဲ့ဦးလေးပါပဲဆိုပြီးပေါ့ပပါပဲပြောလိုက်ပါရဲ့အဲဒီကတခုကိုတတိယသွားခဲ့ပြီးတော့ဒါနဲ့စောစောကမိန်းလေးတယောက်နေ့ရက်ကြာသည့်အင်ဂျီကိုတဲတော့ငါတွေးမိရလို့လည်းပြောလိုက်ပါရဲ့မိန်းလေးတွေကသူ့ရဲ့ပစ္စည်းပစ္စယတွေကိုခဏခဏယူဆောင်သွားတတ်ကြပြီးတော့သူ့ရဲ့ပုံမှာဆွဲလန်းရင်းဖြစ်နေကြတာဖြစ်ပါရဲ့အဲ့ဒါကပဲအเจ้าမှာဒီလောက်ထိရေပန်းစားနေရတော့မနစ်တက်အကြောင်းရင်းတွေကတခုဖြစ်ပါရဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါအဲဒီကတယောက်အရာတစ်ခုကိုသဘောပေါက်သွားခဲ့ပါရဲ့ဦးမီယာရှိန်ပြလူတွေအများကြီးဝမ်းရံခြင်းကိုခံနေရပေမဲ့တကယ်တမ်းမှာတော့သူကအလွန်မင်းထိကျက်နေရသူဖြစ်ပါရဲ့အဲဒီနောက်မှာတော့အဲဒီကာကိုကြည့်လိုက်ပြီးတော့ကိုပိုင်စိတ်ကူးရင်ကဘာလေးထဲမှာပဲပျော်ပျော်ကြီးနေတိုင်တတ်တဲ့သူတယောက်စီကနေအကြံဉာဏ်ငါတကယ်မလို့ရှင်ဘူးဆိုပြီးတော့ပြောနေပါရဲ့ဒီစကလုံးတွေကအဲဒီကာကိုမျှော်လင့်ထားတဲ့ပိုပြီးနာကျင်စေခဲ့ပါရဲ့စိတ်ပြအားငယ်သွားခဲ့တာကြောင့်ဘာမှဆက်မပြောတော့ဘဲနဲ့ထွက်ခွာလာခဲ့ပါရဲ့လမ်းကြောင်းလာနေရင်အိုမီတို့လူမျိုးကငါတို့လူမသိသူမသိတန်ဖိုးမရှိတဲ့ကောင်မလေးတယောက်ရဲ့ခံစားချက်ကိုဘယ်တော့မှနားလည်နိုင်မှာမဟုတ်ပါဘူးဆိုပြီးစိတ်ထဲကတွေးမိနေပါရဲ့အဲ့ဒီချိန်မှာပဲမစ္စတာရှီယိုဒါကနောက်ဆုံးတော့ရောက်ရှိလာခဲ့ပါရဲ့ဆောင်တိုင်းမိစေခဲ့တဲ့အတွက်တောင်းပန်စကားဆိုနေပါရဲ့အဲ့ဒီနောက်အဲဒီကောင်မထင်မှတ်သားခဲ့တဲ့တောင်းဆိုမှုတစ်ခုနဲ့အားတင်သွားစေခဲ့ပါရဲ့သူကဆရာမင်းကိုနောက်လာရဲ့ចောင်းတင်းလွှာကိုရေးစေချင်တယ်ဆိုပြီးတော့ပြောလိုက်ပါရဲ့အဲဒီကောင်ကမယုံနိုင်ဘဲနဲ့မိမိကိုပြန်ညွှန်ပြလိုက်ရင်းနဲ့တမီးကိုလာရင်ဆိုပြီးတော့မေးနေပါရဲ့မစ္စတာရှီယိုဒါကတော့ပြုံးနေပြီးတော့ဟုတ်တယ်မင်းကစားရမ်းတော်ရသူလို့ဆရာကြားသားလို့ပါဆိုပြီးပြန်ပြေးနေပါရဲ့အိုမီကဆရာကိုပြောပြလိုက်တာလေအဲ့ဒီစကားကိုကြားလိုက်ရတဲ့ခိုက်တက်မှာပဲအဲဒီကတယောက်ဆွမ်းအားသွားခဲ့ရပါရဲ့အိုမီကသူမကိုထင်သေးပြီးထူးဆန်းလူလိုထင်နေခဲ့ရလို့ယူဆထားခဲ့တာဖြစ်ပါရဲ့ဒါပေမဲ့အဲ့ဒီအစားသူ့ရဲ့ရည်ရှင်ကိုဒီထားပြုမိလို့မှကဆရာရဲ့ရှိမှတော့မှချီကျူးစကားပြောပေးခဲ့တာဖြစ်နေပါတယ်မကြားခင်ရှင်မှာပဲအဲဒီကဆရာကိုရှာတွေ့ပြီးတော့ထိတ်တိုက်ရင်ဆိုင်လိုက်ပါရဲ့အဲဒီကဂျာစီအင်ဂျီကိုကမ်းမြောက်လိုက်ရင်းနဲ့ဒါအိုမီရဲ့ပစ္စည်းပါနဲ့သူ့ကိုပြန်ပေးတဲ့တယ်လို့ပြောနေပါတယ်ဆရာကတော့နားထောင်ဖို့စိတ်ဝင်စားတဲ့ပုံမရပါဘူးအဲဒီကဆက်ပြီးနေသူ့ကိုသဘောကျနေရငါသိပါတယ်ဒါပေမဲ့လည်းသူများပစ္စည်းကိုခွင့်ပြုချက်မရှိပဲယူတာကမမှန်ဘူးလေဆိုပြီးတော့ပြောနေပါတယ်အဲဒီကမသိလိုက်ခဲ့တာကတော့အိုမီကအနီးနားမှာရှိနေပြီးတော့ပြောရမြစကားလုံးသားအောင်ကြားနေရတာပဲဖြစ်ပါ၏အဲဒီကရဲ့စကားတွေကိုနားထောင်ရင်းနဲ့ဒီကောင်မလေးကတော့တကယ်ကိုအံ့ဩစရာကောင်းလောက်ဦးကြောင်ကြောင်နိုင်နေတာပဲလို့စိတ်ထဲကနေမသွေးပဲနဲ့မနေနိုင်ခဲ့ပါဘူးတစ်ဖက်မှာလည်းဆာယာကအဲဒီကောင်ကိုလုံးဝဥပိ္ပခာပြုပြီးထွက်လက်သွားခဲ့ပါတယ်ဂျာစီအင်ဂျီကိုမရရအောင်ပြန်ယူပေးဖို့ဆုံးဖြတ်ထားတဲ့အဲဒီကနောက်ကိုလည်းပြေးလိုက်နေပါတယ်ကံမကောင်းစွာနဲ့လိုက်ဖိုင်းနဲ့အဲဒီကရဲ့ခြေချော်သွားပြီးတော့တေကားပေါ်ကနေလိမ့်ကျနေပါတယ်ကံကောင်းကျင်တော့အိုမီကချက်ချင်းပဲဖမ်းလိုက်ပါတယ်ရှေ့ကိုမြန်ပြေးထွက်ပြီးတော့မြေပြင်ပေါ်မကြခင်မှာပဲပွေ့ဖက်ပြီးတော့ဖမ်းထိန်လိုက်နိုင်ပါတယ်အိုမီကြောင့်အဲဒီကတယောက်တန်ရအနာတရလုံးဝမရရှိခဲ့ရလဲဖြစ်ပါတယ်ခဏကြာမှတော့ဆာယာကအပြေးလွှားရောက်လာပြီးတော့အိုမီကိုသူ့ရဲ့နားကနေခုချက်ချင်းဖက်လိုက်စမ်းပါဆိုပြီးဒေါရတကြီးနဲ့လှမ်းអော်နေပါတယ်ပထမတော့အဲဒီကဆာယာတယောက်အိုမီကသူမကိုဖွေးဖက်သားတဲ့အတွက်တုံဝင်တူပြီးတော့စိတ်ဆိုးနေရလို့ထင်နေခဲ့တာပါဒါပေမဲ့တကယ်တမ်းကျတော့လည်းအဲ့လိုတော့မဟုတ်ပါဘူးဆာယာကအဲဒီကရဲ့ဘေးကင်းလုံခြုံမှုကိုစိုးရင်လို့သာအပြေးလွှားရောက်ရှိခဲ့တာဖြစ်ပါတယ်အဲဒီကကိုလည်းတက်တက်ကြည့်လိုက်ပြီးတော့နေစင်ပြေလားဆိုပြီးတော့မေးနေပါတယ်အဲဒီနောက်အိုမီကိုလည်းညှိုးထိုးပြပြီးတော့ယောက်ျားလေးတွေကမိန်းကလေးတွေကိုခွင်ကောင်းယူပဲတိကျတာဆိုပြီးတော့ပြောလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့အိုမီကတော့ကြီးလာရင်းနဲ့နေအောင်မင်းကငါ့ရဲ့ဖန်မဟုတ်ဘူးလားဆိုပြီးမေးပါတယ်ဆာယာကအိမ်မဆိုးထဲမှာတော့မဖြစ်နိုင်ပါဘူးဆိုပြီးချက်ချင်းလည်းပြန်ပတ်လိုက်ပါတယ်ဒီလိုနည်းနဲ့သူမကအเจ้าမှာလူကြိုက်များဆုံးကောင်လေးကိုလုံးဝလည်းအချက်ခွဲပြလိုက်ပါတယ်အဲဒီနောက်မှာတော့ဆာယာကအိုမီဂျာတီကိုပြန်ပေးပြီးခွင့်ပြုချက်မရှိဘဲယူခဲ့တဲ့တောင်းပန်စကားဆိုပါတယ်တောင်းပန်ပါတယ်တကယ်တော့နေ့ရက်ခဏကိုချိုးစားကပြည့်ပြည့်စုံနေလို့အိုစားဒီဇိုင်းဆွဲတဲ့အခါနေ့ရက်အတိုင်းတော့သုံးချင်လို့ပါဆိုပြီးတော့ရှင်းပြလိုက်ပါတယ်အဲ့ချိန်မှာပဲဆာယာနဲ့အဲဒီကာကိုနှစ်ယောက်ကတကယ်တော့တော်တော်လေးစီတူနေကြမှထင်ရှားသွားခဲ့ပါတယ်အဲဒီကာကအိုမီရဲ့ပေါ်ဆွဲလန်းလိုမျိုးဆာယာမှလည်းသဘောကျတဲ့ခွဲရှိနေကြတာပါသူမရဲ့အိမ်မက်ကတော့တနေ့မှသူမကိုယ်တိုင်ဒီဇိုင်းဆွဲထားခဲ့တဲ့အိုစားတွေကိုသူမချရတဲ့ကောင်လေးဝတ်ဆင်ထားတာကိုမြင်တွေ့ရဖို့ပဲဖြစ်ပါတယ်တနည်းအားဖြင့်ပြောရရင်မိန်းကလေးနှစ်ယောက်စလုံးကကိုစီခွဲတင်နဲ့ပတ်သက်လာမယ်ဆိုရင်နည်းနည်းတော့ယူတိုးကြတဲ့သူတွေဖြစ်ပါတယ်အော်စရာကောင်းတာကတော့ဒီဖြစ်ပျက်လေးကနေပဲသူတို့နှစ်ယောက်ကြားခိုင်မာတဲ့တင်ငယ်ချင်းတန်ရောစင်ရအစပြိုးရှင်လည်းဖြစ်လာခဲ့ပါတယ်အဲဒီနောက်မှာတော့ဘာပဲဖြစ်ဖြစ်မင်းเจ้าနဲ့ငါရဲ့ဂျာစီအင်ဂျီကိုပြန်ရခဲ့တာဆိုတော့မင်းကိုစုတစ်ခုပေးချင်တယ်လို့ပြောလိုက်ပါတယ်စုဆိုရဲ့စကားလုံးကြောင့်အေကားရဲ့မျိုးလုံးတွေကဝိုင်းသွားပြီးတော့ခဏလောက်စဉ်းစားလိုက်ပါတယ်တကယ်တမ်းမှဆိုရင်တော့ပထမဆုံးချိန်နေနဲ့အေကာတခြားလူတွေတက်သူ့ကိုပို့ပြီးတော့လာတဲ့ပေးနိုင်မှလည်းသဘောပေါက်သွားခဲ့ပါတယ်ဂျာစီအင်ဂျီကိုလည်းလက်ထက်ထည့်ပေးလိုက်ရင်းနဲ့ဒါနဲ့ပဲကျင်းတော့ပါဆိုပြီးတော့ပြောနေပါတယ်ဒါပေမဲ့အေကာတခုကိုပြန်ပြီးမတုံ့ပြန်နိုင်ခင်မှာပဲအိုအီကရုတ်တရက်မျက်နှာကိုအုပ်ကင်ပြီးတော့အနားကိုဆွဲခေါ်လိုက်ပါတယ်ပြီးတဲ့အခါမှာတော့နှစ်ဦးပြင်ကိုလည်းညင်တာစွာနမ်းချလိုက်ပါတယ်တက်တက်ဆိုင်ကြည့်ရင်းနဲ့ငါရဲ့ရှစ်ကိုလက်ခံဖို့မင်းစင်တစ်ဖြစ်ပြီလားဆိုပြီးတော့မေးနေပါတယ်ဘာလို့မှပြန်မဖြေနိုင်တဲ့အချိန်မှာအိုမီယာရင်မောနေပြီးတော့အချိန်ပြည့်သွားပြီးမင်းပြန်ဖြေဖို့ကအကြာကြီးစဉ်းစားနေတာကိုလို့ဆိုကစားနောက်ပြီးတော့လှက်ထွက်သွားခဲ့ပါတယ်ဒီချိန်မှာတော့အိုမီယာဒီစိတ်ကူးရင်ဆန်တဲ့ကောင်မလေးပေါ်မှာတကယ်ပဲစိတ်ကူးရင်ဆန်စွာနဲ့သဘောကျနေပြီဆိုတာကလည်းထင်ရှားနေခဲ့ပါတယ်တစ်ဖက်မှာလည်းအေကာကအိုမီတယောက်စားနောက်ကြီးစဲနေရလို့ပဲတွေးတောနေမိပါတယ်နောက်ရက်မှာတော့ဖြစ်ပျက်ခဲ့တဲ့မြကိုဆာယာကိုပြန်ပြောပြတဲ့အခါမှာဆာယာကတော့သူကနေကိုပလေးနေတာဆိုပြီးတော့ပြောနေပါတယ်နောက်တစ်ခါမှဆိုရင်တော့လမ်းကြောင်းနေတဲ့အချိန်မှာအိုမီယာရုတ်တရက်ပေါ်လာပြီးတော့ဘေးဘက်ကိုလည်းဆွဲခေါ်သွားခဲ့ပါတယ်ဒီနေ့အိမ်သူပြန်ရဖို့အတွက်လည်းပြောနေပါတယ်အေကာကတော့စိတ်မကောင်းပါဘူးဒီနေ့ကျောင်းဆိုင်ကိန်းတန်းမှာအလုပ်ဆရာအလုပ်တွေရှိပါတယ်ဆိုပြီးတော့ညှစ်ပယ်နေပါတယ်
ဒါဆိုရင်တော့မနှက်ပြန်ဆိုရင်တော့အာမလားဆိုပြီးတော့ထပ်ပြီးတော့မေးနေပါတယ်ဒါပေမဲ့အေကာကမနှက်ပြန်ဟာစာနဲ့လည်းချိန်ထားတာရှိတယ်ဆိုပြီးတော့ပြန်ဖြေနေပါတယ်အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါအိုမီရဲ့မျက်နှာကစိတ်ပြတ်သွားပါတယ်ဘာမှထပ်မပြောတော့ဘဲနဲ့ချက်ချင်းပဲလက်တော့သွားခဲ့လိုက်ပါတယ်တကယ်တမ်းမှဆိုရင်တော့အိုမီကအေကာကိုတကယ်သဘောကျနေပြီးတော့တွင်နေခဲ့တာဖြစ်ပါတယ်တစ်ဖက်မှာဆိုရင်တော့အေကာကတော့အိုမီပြောနေတာတွေကိုတွေးနေပြီးတော့အတီပြောနေတာတွေကိုလည်းမယုံရဲသေးပါဘူးခဏကြာမှပဲအေကာကကြောင်းရဲစိုက်ကင်းထဲမှာအလုပ်လုပ်နေပါတယ်အဲ့ဒီအချိန်မှာဆရာတယောက်ရောက်လာပြီးတော့ခါနာမီတို့မီယာရဲ့ကောင်လေးတယောက်ကိုအလုပ်တချို့ကူလုပ်ပေးဖို့အတွက်လည်းတောင်းဆိုနေပါတယ်အေကာလိုပဲခါနာမီကလည်းအထီးကျန်ပြီးတငယ်ချင်းမရှိတဲ့လူတယောက်လည်းဖြစ်ပါတယ်နောက်တနေ့မနက်မှာတော့အေကာကစားရရဲ့ရုံခန်းစီကိုစောစီရောက်ရှိလာပြီးစာရေးရမယ့်တာဝန်အမြန်ဆုံးဖြည်းဖြည်းဆောင်စူးစမ်းလှုပ်ဆောင်နေပါတယ်လောလုံးနေတဲ့အချိန်မှာအိုမီတယောက်ဘယ်အားကစားပြိုင်ပွဲမှာဝင်မြိုင်မလဲဆိုတာဆရာကမေးမြန်းနေတာကိုကြားလိုက်ရပါတယ်အိုမီကချက်ချင်းပဲတင်းနစ်လို့လည်းဖြေလိုက်ပါတယ်အဲ့ဒီစကားကိုကြားကြားရှင်းပဲအေကာတယောက်အရန်စိတ်လှုပ်ရှားသွားပြီးတော့ပြိုင်ပွဲမှာအနီးကပ်အားပေးနေမဲ့အကြောင်းစိတ်ကူးရင်အိမ်မက်ကဘာထဲမှာမျောပါသွားပြန်ပါတယ်အဲ့ဒါအိုမီယာရိပ်မိသွားပြီးတော့စိတ်ကူးရင်ကဘာထဲမှာပဲလက်ပြောင်းနေပြန်ပြီးလားဆိုပြီးတော့စားနောက်နေပါတယ်အိမ်ပြန်ဖို့လည်းနှုတ်ဆက်ပြီးထောက်ခွာသွားတဲ့အခါတူအိမ်ပြန်ရမယ်လို့မျှော်လင့်ထားခဲ့အေကာတယောက်ကစိတ်ပြတ်သွားရပါတယ်ရန်အနှံငယ်အကြာမှာတော့ကျောင်းရဲ့အားကစားပြိုင်ပွဲကြီးကစတင်ခဲ့ပါတယ်အေကာတယောက်ပြန်ပွဲဝင်ပြိုင်တဲ့အခါမှာအော်စီလာအောင်ပဲထူးချွန်တဲ့လက်ရည်တောင်ဘူလူပွဲအထိလည်းတလန်းနိုင်နေခဲ့ပါတယ်။တငယ်ချင်းစာယာကလည်းအယံဝမ်းတာနေပြီးတော့တပတ်မှဆိုရင်လည်းအိုမီကလည်းထူးချွန်တက်မြတ်မှုတွေကြောင့်တင်းနစ်ပြိုင်ပွဲရဲ့ဘူလူပွဲကိုအလွယ်တကူတက်ရောက်နိုင်နေခဲ့ပါပြီ။ဒါပေမဲ့ကျောင်းယောက်ျားလေးတချို့ကတော့လူကြိုက်များမှုကိုမနာလိုဖြစ်နေခဲ့ကြပြီးတော့ကွယ်ရမှာအတင်းပြင်းပြောဆိုနေခဲ့ကြပါတယ်။အေကာကတော့အားပေးဖို့အတွက်ဆောင်းထဲဟိုပါယူလာပြီးပွဲကြီးစင်မှာစောင့်ဆိုင်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမင်္ဂလိတချို့ပြောနေခဲ့တဲ့စကားတွေအရအိုမီတယောက်တရားရရှိတာရဲဆိုတာကိုကြားလိုက်ရပါတယ်။စိုးရိမ်တကြီးနဲ့လိုက်ချနဲ့နောက်ဆုံးမှာတော့ဦးလေးဖြစ်သူရဲ့ရုံးခန်းထဲမှာနားနေခဲ့တဲ့အိုမီကိုလည်းခြာတွေ့သွားခဲ့ပါတယ်။မနောက်ချချင်တာကြောင့်တိတ်တိတ်လေးအနားတူသွားပြီးတော့ဆောင်းညင်တာစွာလဲရှုံပေးခဲ့ပါတယ်။ဒါပေမဲ့အပြန်မှာအမတ်မတင်ပစ္စည်းတစ်ခုကိုတိုက်မိပြီးတော့အတန်မီသွားခဲ့တာကြောင့်အိုမီကနိုးလာခဲ့ပါတယ်။တကယ်တော့ဒဏ်ရာရတာမဟုတ်ဘဲနဲ့ပြန်ပွဲကနေချောင်းလွှဲခြင်းလို့ဒဏ်ရာရတယ်လို့လိန်ညာလိုက်တာလို့ပြောနေပါတယ်။အေကာတယောက်အားတင်သွားခဲ့ပါတယ်။အားလုံးကသူ့ရောက်နေတာဖြစ်ကြောင်းနဲ့မနှက်ပြန်တခြားလူချောလေးတယောက်ပေါ်လာခဲ့မယ်ဆိုရင်အဲ့ဒီမိန်းလေးတွေကသူ့ရဲ့နောက်ပါသွားကြမှာပဲဆိုပြီးတော့တုတ်ပြန်နေခဲ့ပါတယ်။အဲ့ဒါအပြင်အေကာကိုလည်းမောင်းထုတ်လိုက်ပါတယ်အဲ့လိုမျိုးရုံရင်စက္ကန့်ဖြစ်နေခဲ့တဲ့အချိန်မှာပဲပခုံးပေါ်ကဆောင်းဝါကျမ်းမြင့်ပေါ်ကိုလည်းချောကျသွားစေခဲ့ပါတယ်။အေကာကတော့အိုမီကစင်နာနဲ့ချုံမွေးကဲဆောင်းတမင်တကာလွှတ်ပြလိုက်တယ်လို့နားလည်မှုလွဲသွားပြီးတော့ရိုင်းဆိုင်လို့တယ်လို့ဆိုကမျက်ရည်နဲ့ပြောဆိုရင်းနဲ့အခန်းထဲကနေငိုပြီးပြေးထွက်လာခဲ့ပါတယ်။အိုမီကတော့အစာပိုင်းမှာဘာဖြစ်သွားမှန်းမသိပေမဲ့ခဏကြာမှလာဆောင်းကြောင့်နားလည်မှုလွဲသွားမှလည်းသဘောပေါက်သွားခဲ့ရပါတယ်။ဒီလိုမျိုးစိတ်မကောင်းစရာအခြေအနေနဲ့သူ့ရဲ့အေကာရဲ့တင်းနဲ့ပူလူပွဲကြီးကလည်းစတင်ဖို့လည်းနီးကပ်လာနေခဲ့ပါပြီ။ပွဲကြီးစင်ပေါ်မှာစိတ်မပတပါနဲ့ကစားနေခဲ့အေကာတယောက်အောင်စူးစိုက်မှုမရရှိပဲပွဲစားမှာပဲအရှိနီကတော်တော်လေးကိုမှဆိုးရွားနေခဲ့ပါတယ်အဲ့ချိန်မှာပဲအိုမီကလွတ်ပြလိုက်တယ်လို့ထိမှတ်ထားခဲ့ဆောင်းလက်ထဲမှာကင်ဆောင်လာပြီးတော့ပွဲကွင်းထဲကိုရုတ်တရက်လည်းရောက်ရှိလာခဲ့ပါတယ်နောက်ဆုံးမှဆိုရင်တော့အေကာနှစ်မှတ်ကွာနဲ့ကန်ဆိုးစွာရှုံးနေသွားခဲ့ရပေမဲ့ကစားပုံကတော့တကယ်ကိုမှထူးချွန်ပြောင်ပြောင်လှပါတယ်လူတိုင်းကလည်းစူးစမ်းအားထုတ်မှုကိုချီးကျူးနေကြပြီးပွဲရလက်အတွက်လည်းဂုဏ်ပြုစကားဆိုနေကြပါတယ်တချို့ចောင်းသားတွေကဆိုရင်တပုံတွဲရိုက်ဖို့အထိလည်းတောင်းဆိုနေကြပါတယ်အများကြီးလူမတိသူမတိထိကျန်နေတဲ့ကောင်မလေးတယောက်တော့ကတော့ဒီခံစားချက်ကအိမ်မက်တစ်ခုလိုလည်းတကယ်ဖြစ်လာခဲ့လို့ပါပဲအိုမီကတော့ပြုံးပြနေပြီးတော့ဒုတိယဆုရရှိသွားခဲ့တဲ့အတွက်ဂုဏ်ယူပါတယ်ဆိုပြီးတော့ပြောနေပါတယ်အေကာကရခင်ကသူ့ဘော်စိတ်ဆိုးတော်တာထွက်ပြီးရိုင်းဆန်းဆန်းပြောဆိုမိခဲ့တဲ့အတွက်ချက်ချင်းပဲတောင်းပန်စကားဆိုပါတယ်အဲ့ဒီချိန်မှာတော့ဇလန်ကအသိစီကိုခဏတာပြန်လဲရောက်ရှိသွားခဲ့ပါတယ်တကယ်တမ်းကျတော့အေကာအိုမီရဲ့လက်မှာတန်ရန်ရရှိသားတာကိုကြိုတင်တတိပြုထားမိခဲ့တာဖြစ်ပါတယ်လက်ရှိချိန်ကိုပြန်လဲရောက်ရှိလာခဲ့တဲ့ကအေကာကလူတိုင်းကနေကိုကန်ကောင်းလို့ပဲထူးချွန်တယ်လို့ထင်နေခဲ့ကြတာဒါပေမဲ့နေဘလောက်အထိတွေးရွှေးကိုရင်မီစူးစမ်းခဲ့ရလဲဆိုတာဘယ်သူမှမသိကြဘူးဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်မှာတော့အမာခံပိတ်သက်တယောက်လိုပဲပြန်လဲအားပေးနေရင်နဲ့အိုမီရှိကိုပဲဆက်လန်းပါလို့ကြဲလောင်းစွာအော်ဟစ်လိုက်ပါတယ်ဒီစကလုံးတွေကိုကြားလိုက်ရတဲ့အခါမှာအိုမီကအေကာကိုနောက်ကျောဘက်ကနေရုတ်တရက်တိုင်းဖက်လိုက်ပါတယ်အေကာတယောက်လက်ဖြတ်သွားပြီးချက်ကိုချက်ကန်နဲ့ချက်ချင်းပဲယုံထွက်လိုက်ပါတယ်။အိုမီကတော့အားတင်သွားခဲ့ရဲ့မျက်နှာပေးနဲ့မင်းပန်းငါးရဲ့အရာအလုံးကိုပြေဝလက်ခံပေးမယ်ဆိုပြီးတော့ပြန်လဲစားနောက်နေခဲ့ပါတယ်။အဲဒီအချိန်မှာတော့အနားကိုចောင်းသားတချို့ကချောက်လာခဲ့တဲ့အတန်ကိုကြားလိုက်ရတာကြောင့်ညှော်စလုံးလူမိမှာဆိုလို့အနီးနားကွယ်ရာတစ်ခုမှအတူတူပုံးကွယ်လိုက်ကြပါတယ်။အဲဒီကတခုပြောဖို့ပြင်ဆင်နေတဲ့အချိန်မှာပဲအိုမီကနှက်ခမ်းကိုလက်ချောင်းလေးနဲ့တာယာပိတ်ပြီးတိတ်တိတ်နေဖို့လဲချက်ပြလိုက်ပါတယ်။အဲဒီနောက်တော့မျက်ဝန်းတွေကိုတေချာစိုက်ကြည့်လိုက်ပြီးတော့အဲဒီကငါမင်းကိုသဘောကျတယ်လို့လဲဖွင့်ပြောလိုက်ပါတယ်။အဲဒီစကားလုံးကြောင့်အဲဒီကတယောက်ရုတ်တရက်ကြောက်ရွံ့လို့လဲမှင်သက်သွားပြီးတော့ပါဇက်ဟောင်းသားလည်းဖြစ်သွားပါတယ်အေကငါလည်းနေ့ကိုသဘောကျပါတယ်လို့ပြန်လဲဝန်ခံဖို့စကားအဆုံးမတတ်နိုင်ခင်မှာပဲအိုမီကရုတ်တရက်ဆွဲယူပြီးတော့နှခမ်းချင်းလဲနန်းဆုပ်လိုက်ပါတယ်အနမ်းပြီးမှာတော့ပြုံးလဲနေပါဒီနေ့ကစပြီးတော့မင်းကငါ့ရီစားပဲဆိုပြီးတော့ပြောနေပါတယ်ဒီစကားကိုကြားလိုက်တဲ့အချိန်မှာအေကတယောက်တိမ်ပေါ်မှာလွင်မျောနေလို့ခံစားနေရပြီးတော့ဝေးလန့်စွာကနေငင်းမောအားပေးခဲ့ရတဲ့အချစ်ဦးကောင်လေးကနောက်ဆုံးမှာတော့သူမရဲ့ချစ်သူလည်းဖြစ်လာခဲ့ပါတယ်နောက်တနေ့မှာတော့အေကကန်တင်းမှာထိုင်နေနေအိုမီကိုလည်းကြည်နေမိပါတယ်
အိုမီယာဒီပြုတ်မိသွားပြီးစားနောက်တဲ့အနေနဲ့မျက်စိတစ်ဖက်လည်းမှိတ်ပြလိုက်ပါ။ဒီရိုးရှင်းတဲ့အမူအရာလေးကပဲအေကာကိုရှက်လုံးလို့လည်းတေလူမတက်ဖြစ်သွားစေခဲ့ပါ။စိတ်ကူးထဲမှာတော့လူတိုင်းကသူတို့နှစ်ယောက်တွဲနေကြပြီဆိုတာကိုချက်ချင်းရိပ်မိသွားခဲ့ပြီးတော့စုံတွဲနေနဲ့ဘလောက်တော့မှလိုက်ဖက်ညီမလဲဆိုတာဝမ်းပြီးတော့လည်းရှိကျူးနေခဲ့ကြတာပါ။ဒါပေမဲ့ဒါတွေအားလုံးကအေကာရဲ့ခေါင်းထဲကစိတ်ကူးရင်မှုတွေတာဖြစ်ပြီးတကယ်လည်းတွေ့မှာတော့သူတို့နှစ်ယောက်အကြောင်းမှစကားတော်မှလည်းမပြောဖြစ်ခဲ့ကြပါဘူး။လောဆယ်မှာတော့ပတ်သက်မှုကိုရှိုးဝဲချအနေနဲ့ပဲထားကြည့်ရှင်ခဲ့ကြလို့လည်းဖြစ်ပါရဲ့။ကျောင်းစင်းတဲ့အခါပုံမှန်တိုင်းပဲမင်္ဂလိအုပ်စုလိုက်ကြီးကအိုမီကိုဝိုင်းအောင်နေကြပါရဲ့။နောက်ဆုံးတော့ရအောင်ယုံထွက်လာပြီးအေကာနဲ့သူလမ်းလျှောက်အိမ်ပြန်ဖို့လည်းတွေးဆုံလာပါရဲ့။ဒါပေမဲ့အေကာစိုးရင်စိတ်ဝင်လာပြီးတော့ငါတို့သူ့ကိုအိမ်မပြန်တင်ဘူးထင်တယ်နည်းနည်းလောက်ကွာဝေးတစ်ခုမှထားတာပိုကောင်းလိမ့်မယ်လို့ပြောနေပါရဲ့။ဒါကိုအိုမီကတော့သဘောမတူဘဲနဲ့ဒီနေ့ညမိဘတွေကအိမ်ပြန်တော့ကြမှာဖြစ်တာကြောင့်အိမ်ကိုလိုက်ခဲ့ပါလားဆိုပြီးဖိတ်ခေါ်လိုက်ပါရဲ့။ပထမဆုံးချိန်အနေနဲ့အိုမီရဲ့ခန်းထဲကိုရောက်ရှိလာပြီးတော့စစ်လှုပ်ရှားမှုတော့အရန်ကိုမှလည်းရေကုန်တုံးလုံးမှုတွေကတပြိုင်နက်တည်းခန်းစားနေရပါလေ။မြောင်ထဲရှိနေခဲ့အကြောင်းခန်းထဲမှာထိမမထားစွာနဲ့ဝူမတစ်ဆန်တဲ့အငွေတက်တွေကဖြစ်ပေါ်လာပါလေ။တစ်ချိန်မှာတော့အိုမီကနမ်းဖို့အတွက်နားကိုဖြည်းဖြည်းချင်းနဲ့တိုးကပ်လာခဲ့ပါလေ။ဒါပေမဲ့လည်းအေကာကတော့ချက်ကိုချက်ကန်နဲ့တောင်းတောင်းကြီးလည်းဖြစ်နေပါလေ။အဲဒီခါမှာတော့အေကာကခေါင်းခါပြပြီးမျိုးလုံးတွေကိုမှိတ်လိုက်ရင်းနဲ့သူမကိုယ်တိုင်ဥအောင်နမ်းဖို့အတွက်ကြိုးစားလိုက်ပါလေ။ကံမကောင်းစွာနဲ့ပဲအရန်ရစ်ကုန်နေခဲ့အကြောင်းနမ်းလျှော့သွားပြီးတော့အိုမီရဲ့နှကန်းစာလဲပြီးတော့တွားရောက်ပြီးတော့နမ်းမိလိုက်ပါလေ။အေကာတယောက်လည်းချက်လုံးလိုမျက်နှာလေးတစ်ခုလုံးကခန်းရှိတီလိုမျိုးလည်းရက်တောက်သွားခဲ့ပါလေ။အိုမီကတော့ချစ်စလုံးနဲ့ကြည့်နေပြီးလဲဘင်းကိုပြန်လဲနမ်းရှုံနေခဲ့ကအခုတော့တရေပဲတော်လို့ဆိုကစားနောက်လိုက်ရင်းနဲ့အေကာတယောက်အတိုင်းမတိပြောချင်းသွားခဲ့ရပါလေ။နောက်တနေ့မှာတော့အေကာအကြောင်းဆိုင်ကင်းထဲမှာပုံမှန်တိုင်းပြန်လဲကူညီပေးနေပါလေ။နားရရဲ့ရှင်မှာပါလာနီညာဆိုတဲ့အကောက်ပိုင်ရှင်ကပို့အောင်မှာကွန်မန့်တစ်ခုထပ်မံရေးသားတာကိုတွေ့ရပါတယ်။ကွန်မန့်ကိုပျော်ရွှင်စွာနဲ့ပြန်လဲစာရေးသားအကြောင်းပြန်လိုက်ပါရဲ့။အခုချိန်မှာတော့နှစ်ယောက်စလုံးကအွန်လိုင်းပေါ်ကလည်းတငယ်ချင်းကောင်းရင်ကလည်းဖြစ်နေခဲ့ကြပါပြီ။ဆိုင်ကင်းထဲမှာလှုပ်နေတဲ့ရှင်မှာအမှတ်မထင်ချီချော်ပြီးတော့ကန်ဆောင်ထားခဲ့တဲ့ရှင်တောင်းကိုလည်းချပြလိုက်မိပါတယ်။ခန္ဓာမီကကူညီဖို့အတွက်ချက်ချင်းပဲရောက်လာပါတယ်။ကံမကောင်းစွာနဲ့ပဲအေကာကလဲကျသွားတဲ့အချင်းကြောင့်ခြေတောင်းမှာတန်ရာရရှိပါတယ်။တန်ရာပြင်းတာလားဆိုတာစစ်ဆေးဖို့အတွက်ခန္ဓာမီကချစ်ချင်းကိုကြည့်ရှုဖို့ငုံလိုက်ပါတယ်။ဒါပေမဲ့အေကာကစိတ်ချုပ်တွေးသွားပြီးတော့လဲတွန်းထုတ်လိုက်ပါတယ်တွန်းထုတ်ပြီးရှင်းပဲမိမိလောက်ရတဲ့စိတ်မကောင်းဖြစ်ကပြန်လဲတောင်းပန်ခဲ့ပေမဲ့ခါနာမီကတော့တိတိတတာကိုလည်းစိတ်ထိခိုက်သွားရရှာပါတယ်အဲဒီချိန်မှာတော့ဆီယာမတယောက်ကအေကာကိုကူညီတောင်းဖို့လှမ်းခေါ်လိုက်တာကြောင့်ခါနာမီရဲ့နာကနေခိတာထွက်ခွာသွားခဲ့ရပါတယ်တကယ်တမ်းတော့အေကာအမြဲတမ်းစာတူတွေအပြန်လန်ပို့ပြီးစကားပြောနေခဲ့တဲ့ပါလီနာကောက်ပိုင်ရှင်ကတခြားသူမဟုတ်ပဲခါနာမီကိုယ်တိုင်ဖြစ်နေခဲ့တာပါခဏကြာမှတော့ခါနာမီကအေကာရဲ့ကောက်စီကိုစာဆောင်ပို့လိုက်ပါတယ်စာပို့ပြီးရှင်းမှာပဲအနာကဖုံးစာတူဝင်တဲ့အတန်တစ်ခုကထွက်ပေါ်လာခဲ့ပါတယ်အတန်လာရကိုလိုက်ရှာကြည့်လိုက်တဲ့အခါခုနကပို့လိုက်တဲ့စာတူ notification အတိုင်းပဲတထေရတဲ့ကြံနေခဲ့တဲ့ဖုန်းလေးတစ်လုံးကိုတွားသိခဲ့ပါရဲ့အဲဒီအချိန်မှာတော့အေကာကမေးကြံခဲ့တဲ့ဖုန်းကိုပြန်လာယူခဲ့တာကြောင့်ခါနာမီတယောက်ဖိတ်ကောက်ဖွင့်လာတယ်ဆိုတာကိုလည်းသိသွားခဲ့ပါရဲ့နောက်ရက်တီတန့်အခန်းတစ်ခုမှာတော့ဆီယာမဖြစ်တဲ့သူကအကြောင်းရင်ကျင်းမှုပွဲတော်ကနေကက်လာပြီးဖြစ်နေကြောင်းကြေညာနေပါတယ်။တန်းရဲအကြောင်းသားတဦးကိုပွဲတော်ဖြစ်မြောက်ရေးကော်မတီမှာပါဝင်ဖို့ရွေးချယ်ရမယ်လို့လည်းကြေညာနေပါတယ်။အတန်းပေါ်တွေကအားကစားပွဲတော်တုန်းကအစွမ်းပြခဲ့ကြပြီးတာဝန်ယူမှုရှိတဲ့အေကာကိုပဲဝိုင်းဝန်းပြီးတော့ထောက်ခံခဲ့ကြပါတယ်။အဲဒီနေ့ညနေမှာအေကာကအိုမီတင်းနေကျင်းနေတာကိုတွားရောက်တွေးလိုက်ပါတယ်။အိုမီကရင်ကျင်းမှုပွဲတော်ပြီးရင်တော့ငါ့အတွက်အချိန်တီးတန့်ပေးဖို့လည်းမမေးနဲ့တော့ဆိုပြီးရှစ်စနိုးနဲ့လည်းမှားကြားနေပါတယ်။နောက်ဒီနေ့အကြောင်းမှာတော့ခါနာမီကအမှန်တရားကိုဖွင့်ရဖို့ဆုံးဖြတ်လိုက်ပြီးအေကာကိုလူကွဲရာစီကိုခေါ်ထုတ်သွားခဲ့ပါပြီ။သူကရှင်းရှင်းပဲအေကာအဲ့ဒါမင်းရဲ့အကောက်လားဆိုပြီးတော့တဲတုံးမေးချလိုက်တာကြောင့်အေကာတယောက်ဆွန့်ရသွားခဲ့ရပါပြီ။ဘာမှပြန်ပြောနိုင်ခင်မှာပဲခါနာမီကလည်းပါယာလီနာကောကငါရဲ့ကောက်ပါဆိုပြီးတော့ပြောပြလိုက်ပါပြီ။အေကာတယောက်လည်းလက်ဖြတ်သွားပြီးတော့ငါ့ကိုအကြက်ကင်ပြီးတော့တခုခိုင်းတော့မှလားဆိုပြီးတော့လည်းတွေးနေမိပါတယ်။အဲ့ချိန်မှာပဲအိုမီကအနားကိုရောက်ရှိလာပြီးတော့စကားပြောနေတာကိုလည်းနားထောင်မိသွားပါတယ်။အေကာလည်းစိုးဆုံးချိန်တွေအတွက်ပြင်ဆင်ထားတဲ့ချိန်မှာပဲခါနာမီကညင်တာဆွာနဲ့တငယ်ချင်းဖြစ်ပေမလားဆိုပြီးတော့ရိုးတတာတောင်းဆိုလိုက်ပါတယ်။အဲ့ချိန်မှာတော့နှစ်ယောက်စလုံးရဲ့နားမှာရက်နေကအိုမီကိုလည်းလှမ်းမြင်လိုက်ရပါတယ်ခါနာမီကအရှင်နေရစကားဆက်ပြောဖို့အတွက်မတင်တော်တော့အကြောင်းအေကာကိုတေးချာချာစဉ်းစားပေးဖို့ပြောဆိုပြီးတော့ထွက်ခွာသွားခဲ့ပါတယ်ခါနာမီထွက်သွားပြီးတဲ့နောက်မှာအိုမီကအေကာရဲ့နားကိုချော့လာပြီးတော့စိုးရိမ်မနေဖို့အတွက်နှိမ့်သိပ်ပေးပါတယ်မင်းကောက်ကိုပိုက်ပေးလှုပ်လိုက်ပြီးတော့ခါနာမီကိုဘလော့လိုက်လို့ရှိရင်အားလုံးစင်ပြေသွားမယ်လို့အကြံပေးပေမဲ့အေကာကတော့ခေါင်းခါလိုက်ပါ။အိုမီကတင်းနစ်ပူလူပွဲမှာဝင်ပြိုင်ဖို့ဆုံးဖြတ်လိုက်တဲ့အကြောင်းကြားတဲ့ခိုက်တက်မှာတော့အေကာရဲ့မျက်နှာလေးကဝင်ပသွားပြီးတော့အိုမီတယောက်ပြန်ပွဲကိုပြန်လည်ဝင်ရောက်ရှင်ပြိုင်ဖို့ဆုံးဖြတ်ခဲ့တဲ့အတွက်လည်းပျော်ရွှင်သွားခဲ့ပါ။ရန်နှန်းငယ်ကြပြီးကျောင်းပရိတ်တစ်ခုမှာတော့ခါနာမီကအေကာကိုရေပြားတိုက်ကိုတွားဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဒါပေမဲ့အေကာကအိုမီကိုပါတပါးနဲ့ခေါ်ဆောင်လာခဲ့ပါတယ်။ခါနာမီတယောက်အိုမီကိုမိရှင်းမှတည်းလုံးဝသဘောမကျဘူးဆိုတာမျက်နှာမှာထင်သာပေါ်လွင်နေပါတယ်။ဆက်ရဲမှာတော့အေကာနဲ့နှစ်ယောက်တည်းအချိန်ပြောရတော့မယ်လို့တွေးထားခဲ့တာဖြစ်ပါတယ်။ခါနာမီကလည်းဆက်ပြီးတော့အေကာနဲ့ဘာပတ်သက်လဲဆိုတာနဲ့ဘာလို့ခဏငါ့ကိုကြားထဲဝင်လာလဲဆိုပြီးတော့မေးနေပါတယ်။သူတို့နှစ်ယောက်ချစ်လူတွေလို့ပြောရမယ့်ချိန်မှာအေကာကြားပြက်လာပြီးတော့တငယ်ချင်းတွေပါဆိုပြီးတော့အော်ပြောလိုက်ပါတယ်။ဒီစကားလုံးတွေနှခမ်းပြထွက်လာခဲ့တဲ့ခိုက်တက်
မှာပဲအိုမီရဲ့မျက်နှာမူရချက်ချင်းပြတ်သွားခဲ့ပါတယ်။အေကားအနေနဲ့ရှိုးဝက်ချီကိုကာဝယ်ချင်းတို့ပြောလိုက်တာဖြစ်ပေမဲ့ချစ်သူဖြစ်ပါရဲ့နဲ့တငယ်ချင်းတက်တက်ဖြစ်ပြောခံလာရတာကအိုမီရဲ့နှလုံးသားကိုထိမှတ်ထားခဲ့ရတယ်ပို့ပြီးတော့နာကျင်စေခဲ့ပါတယ်။မြောက်ကြားအတင်းမာမှုရိပ်မိသွားခဲ့ခါနာမီကတော့အချိန်တိတက်ပေးတဲ့အနေနဲ့အနာကနေထွက်ခွာသွားခဲ့ပါတယ်။အိမ်ပြန်လမ်းမှာအေကာအိုမီကိုတောင်းပန်စကားဆိုနေပါတယ်။ဒါပေမဲ့စိတ်ပြတ်နေခဲ့တဲ့အိုမီကတော့ငါမင်းရဲ့ချစ်သူပါလို့ပြောဖို့လုံးနေတဲ့အချိန်မှာဘာလို့တားခဲ့ရလဲဆိုရင်လည်းမကျဉ်းတတ်မှုကိုဖွင့်ရလိုက်ပါအေကာအကြောင်းအလူတွေတည်သွားလို့ရှိရင်အလုံးကောလာဟာတာတွေဝိုင်းပြောကြလိမ့်မယ်လို့ရှင်းပြပေးမယ်အိုမီကတော့စိုက်ကြည့်နေပါအေကာခန္ဓာမီရဲ့ပေါ်လေးနဲ့ထားပြီးဂူးဆိုင်ပေးနေတဲ့အပေါ်မှာတုံတုံမိတာဖြစ်ပါမင်းကဘာလို့သူနဲ့မှတငယ်ချင်းဖြစ်နေရလဲဆိုပြီးတော့မေးနေပါတယ်ဒီစကလုံးတွေကအေကာရင်တဲ့ကိုလည်းနာကျင်စေခဲ့ပါတယ်ဘာလို့လဲဆိုတော့တိကျဆန်တဲ့သူတွေတော့ကတငယ်ချင်းဖွဲ့ရတာကဘယ်တော့မှလည်းမလွယ်ကူလို့လည်းဖြစ်ပါအလားဆိုရင်လည်းမင်းခန္ဓာမီနဲ့ပဲတွဲလိုက်ပါလားဆိုပြီးတော့ပြောချလိုက်ပါအဲ့ဒီစကလုံးကြောင့်အေကာတယောက်ဆွန့်ရသွားခဲ့ရပါတယ်အိုမီကတော့စိတ်နာနဲ့ပဲတူဦးတော့နားမလည်နိုင်ကြဘူးဆိုရင်ဒီပတ်သက်မှုကအတိတ်ပဲမရှိတော့မှမဟုတ်ဘူးဆိုပြီးပြောနေပါတယ်အေကာရဲ့မျက်ဝန်းတွေထဲမှာမျက်ရည်တွေပြည့်ကျက်လာခဲ့ပြီးတော့တုံရင်ရဲ့တန်နေနဲ့လမ်းခွဲစီချင်တာလားဆိုပြီးမေးလိုက်ပါတယ်အိုမီလည်းတိုးလေးနဲ့ပဲဖြစ်နိုင်တာပဲဆိုပြီးပြန်လဲဖြေလိုက်ပါတယ်အဲ့ဒီစကလုံးတစ်ခွန်းနဲ့ကပဲအေကာနှလုံးသားကိုစိမ့်လိုက်ခွဲလိုက်လို့ခံစားလိုက်ရပြီးတော့ကောင်းပါပြီလို့ပဲလက်ခံလိုက်ပါတယ်အဲ့နောက်မှာတော့အိုမီကလှည့်တော့သွားခဲ့ပြီးတော့တယောက်တည်းလဲငိုကြွေးကြံရိတ်ခဲ့ရပါတယ်အချစ်ရဆုံးကောင်းလေးနဲ့လမ်းခွဲလိုက်ရတာကြောင့်စိတ်လဲထိခိုက်သွားခဲ့ပြီးတော့သူမရဲ့ကောက်မှာလဲစာရေးလဲစက်မတင်တော့ပါဘူးချိန်နေကုန်လုံးလို့ပွဲတော်ရက်ကိုရောက်ရှိလာခဲ့တဲ့အခါမှာအတန်းထဲကကျောင်းသားတို့ကတကြလုံးစားပြီးတော့အစာစိတ်တင့်တဲ့ပြဿနာနဲ့ရင်ဆိုင်နေရပါတယ်။အဲ့ဒါတွေမကသေးပဲနဲ့ပွဲတော်ကုမ္ပဏီဥက္ကဋ္ဌကပါဖျားလာပြီးစေယုံတင်လိုက်ရတဲ့တောင်အားလုံးကညှင်းပယ်လိမ့်မရှိတဲ့အေကာရဲ့ပကုံးပေါ်ကိုလည်းကြားရောက်လာစေပါတယ်။တယောက်တည်းအလုပ်တွေပြီးနေခဲ့တာကိုတီးရတဲ့အခါအိုမီကကွန်ကြီးဖို့လည်းရောက်လာခဲ့ပေမဲ့ခါနာမီနဲ့အေကာတို့စကားပြောနေတာကိုမြင်ပြီးအဝေးကနေပဲစောင့်ကြည့်နေခဲ့ပါတယ်။ကျောင်းခန်းရဲ့ပြပတ်မှာတော့အိုမီကသူတို့ပြောရမြစကလုံးတောင်းအောင်အစားဆုံးလဲကြားသွားခဲ့ပါတယ်။နောက်ဆုံးမှဆိုရင်တော့ခါနာမီရဲ့ပေါ်မှာထားရဲ့ထင်လွဲမှုမာတွေကအားလုံးလဲလွန့်ပြတ်သွားခဲ့ရပါပြီ။ခါနာမီကသူနဲ့အေကာရဲ့ကြားတဲ့ကိုဝင်နောက်ချက်ဖို့အတွက်ဘယ်တော့မှမယူရခဲ့ဘူးဆိုတာကိုလည်းသဘောပေါက်သွားခဲ့တာပါ။မှန်တရားကိုတီးလာတဲ့ခဏမှာပဲအိုမီကအေကာကိုပေးထားခဲ့တဲ့ဂတိအတိုင်းချန်ပီယံဆုကိုရယူဖို့အတွက်တင်းနစ်ဘူလူပွဲစီကိုချက်ချင်းလဲပြေးသွားပါတယ်။တစ်ဖက်မှာလည်းတနာစရာအေကာခမရအလုပ်တွေမနာတမ်းလုံးနေရရှာပါတယ်။ကျောင်းသားတချို့ကကွန်ဂျူဖို့လှုပ်ကြပေမဲ့စိတ်စားဆန်ပြီးလူမဆန်တဲ့ကျောင်းသားတချို့ကတော့ကော်မတီဥက္ကဋ္ဌလုပ်ဖို့အတွက်ရည်ရှိမရှိပါဘူးဆိုပြီးဝေဖန်နေကြပါတယ်ဒီလိုဝေဖန်တဲ့ရင်တော့ပေါ်လာတဲ့အချိန်မှာလီယိုကမမျောလင့်ပဲနဲ့ရောက်ရှိလာပါတယ်ပြီးတဲ့အခါမှာတော့ចောင်းသားတွေကိုအော်ဟင်းအောင်ဝမ်းလိုက်ပြီးတော့အေကာရဲ့ဘက်ကနေမမတ်လဲကောက်ကွယ်ပေးလိုက်ပါတယ်ဒီယိုရဲ့စကားကြောင့်ဝေဖန်နေတဲ့သူတွေအားလုံးကဆွန့်ရသွားပြီးဘေးကနေကြည့်နေရတဲ့ဆာယာကလည်းဒီယိုရဲ့တစ်ခါမှမြင်ဘူးသေးတဲ့ထူးခြားတဲ့အားကိုးစရာရည်ရှိကိုမြင်ပြီးတော့ရင်ခုန်သွားရပါတယ်အဲဒီနောက်မှာတော့အေကာပစ္စည်းတချို့ယူသွားဖို့အတွက်ကိုလောင်ကိုင်းထဲကိုဝင်လာခဲ့ပါတယ်တစ်တာတလုံးနှမ်းယူလာတဲ့အချိန်မှာအပေါ်ကဝေချင်းတောင်းအလေးကြီးတစ်ခုကလည်းပြုတ်ကျလာပါတယ်ဘာမှမလုပ်နိုင်ပဲအကြောင်းလန့်တုံရင်နေတဲ့စက္ကန့်ပိုင်းလေးမှာပဲအိုမီကအချိန်မီရောက်လာပြီးတော့ဘေးကင်းရာစီကိုဆွဲခေါ်ကကဲတင်ပေးလိုက်ပါတယ်အိုမီကဘာမှမဖြစ်ဘူးလားလို့စိုးရိမ်တကြီးမေးနေလို့အေကာကလည်းနေရောဘာမှမဖြစ်ဘူးမလားပြန်ဝဲမှာကောဘာဖြစ်သွားလဲဆိုပြီးပြန်မေးနေရှာပါတယ်အိုမီကတော့ပြုံးပြလိုက်ပြီးရဲ့နောက်ချန်ပီယံစူပလာကြီးကိုလည်းမြှောက်ပြလိုက်ပါတယ်စူပလာကြီးကိုမြင်ရတဲ့ခိုက်တက်မှာပဲအေကာရဲ့မျက်နှာလေးကဝမ်းတာပီတီမှုတွေနဲ့ပွင့်လန်းသွားပါတယ်အိုမီကဆက်ပြီးတော့အနိုင်ရခဲ့တဲ့တခုတည်းသောအကြောင်းပြချက်ကအေကာသူ့ရဲ့နောက်ကနေအမြဲတမ်းအားပေးနေလို့ပါဆိုပြီးတော့ရင်ဖွင့်နေခဲ့ပါတယ်သူမကိုယ်တိုင်လည်းတာဝန်တွေကိုအကောင်းဆုံးပြအောင်ကြိုးစားတော့မယ်လို့ပြန်လဲကတိပေးရင်ပွဲတော်လုံးတွေစီကိုအာရင်ပြင်းနဲ့ပြန်လဲပြီးလာသွားခဲ့ပါတယ်ဒီချိန်မှာတော့တယောက်တည်းမဟုတ်တော့ပါဘူးចောင်းသားတွေအများကြီးကလည်းစူးစမ်းမှုကိုမြင်ပြီးတော့ဝမ်းဝမ်းကူညီပေးဖို့အတွက်လည်းရောက်ရှိလာခဲ့ကြပါတယ်ဝေးကနေကြည့်နေခဲ့တဲ့အိုမီကလည်းရင်းချက်ပြောင်းလဲလာမှုကိုဂုဏ်ယူပြီးတော့ပြုံးမိနေခဲ့ပါတယ်နောက်ဆုံးမှဆိုရင်တော့လည်းပွဲတော်ကြီးကလည်းအောင်မြင်စွာနဲ့ပဲပြီးဆုံးသွားခဲ့ပါတယ်အရင်တော့လူရမသွင်းခံရတဲ့အေကာအတွက်တော့ဒီစကားတန်တွေကတကယ်ကုန်မှလည်းအတိတ်ပဲရှိလာပါတယ်အဲဒီနောက်မှာဆိုရင်တော့လီယိုကဆာယာရဲ့နာနာကိုတိုးပြီးတော့တူတူလေးပြောလိုက်ပါတယ်ခဏကြာမှာတော့ဆာယာအကြောင်းပြချက်တစ်ခုပေးပြီးတော့အေကာကိုအကြောင်းကောက်မှုပေါ်စီကိုလွှတ်လိုက်ပါတယ်တကယ်တော့ဒါဆာယာနဲ့လီယိုတို့တမင်တကာစီစဉ်ပေးခဲ့တာဖြစ်ပြီးတော့ဒီနေရာမှာဘသူကစောင့်နေမလဲဆိုတာသူတို့ကသိကြပါတယ်အေကာခေါင်းမပေါ်ကိုရောက်တဲ့အခါအိုမီကစောင့်မျှော်နေတာကိုတွေ့ရပါတယ်အိုမီကတော့တပြင်းရှားလိုက်ပြီးတော့ခန်းစားချက်တီကိုနားလဲအောင်မကြိုးစားဘဲနဲ့အသားဆန်ကဲမိတာအတွက်တောင်းပန်နေပါတယ်မျိုးဝန်းတွေကိုလည်းစိုက်ကြည့်နေနဲ့ထပ်ပြီးတော့လည်းဝေးမနစ်ရှင်တော်အကြောင်းနဲ့အခွင့်အရေးတစ်ခုထပ်ပေးမယ်ဆိုရင်ရီစားပြတ်လို့မလားဆိုပြီးရှစ်ခွင်းပြန်လိုက်ပါတယ်ဒီစကားကိုကြားတဲ့အခါအေကာရဲ့မျိုးဝန်းတွေတဲကနေမျက်ရည်ကစီးကျလာပြီးတော့ခြာကြီးတငယ်နဲ့ပဲညရီစားပြတ်လုံးမှာပေါ့ဆိုပြီးတော့ပြုံးရနဲ့ဖြေလိုက်ပါတယ်ပြီးတဲ့အခါမှာလည်းထုံးစံတိုင်းပဲချက်ကိုရှက်ကန်းနဲ့အများကြီးလည်းရစ်ပတ်နေအောင်မှလို့စားနောက်လိုက်တာကြောင့်အိုမီကလည်းသဘောကျကအော်ရင်မိလိုက်ပါတယ်အေကာကိုလည်းရင်ခွင်ထဲမှာညီနာစာထည့်လိုက်ပြီးတော့ချစ်ပေးခဲ့လို့လည်းကျေးဇူးတင်ကြောင်းဆိုကနူးညံ့တဲ့အနန္တခုနဲ့သူတရားဝင်လည်းပြန်လဲတွဲသွားခဲ့ကြပါတယ်နောက်တစ်ရက်အကြောင်းမှာတော့အိုမီကအေကာရဲ့လက်ကိုလည်းတင်းတင်းဆုပ်ကင်ပြီးကျောင်းထဲကိုဝင်လာခဲ့ပါတယ်။ကျောင်းသူချို့ကတော့အဲ့ဒါအိုမီရဲ့ရီစာလာဘာဖြစ်လို့လဲဆိုပြီးဝေဖန်နေခဲ့ကြပေမဲ့အိုမီကအေကာရဲ့နောက်ကပ်ပြီးတော့သူ့ရဲ့ပိုင်ပဲဖြစ်ကြောင်းနဲ့ကာဝယ်ပေးမယ်လို့ဆိုကယုံကြည်ချက်ပြည့်နဲ့ပြောလိုက်ခဲ့တာကြောင့်အေကာကလည်းစိတ်အေးသွားရပါတယ်။ကျောင်းသားများစုကလည်းသူတို့နှစ်ယောက် live practice စုံတွဲဖြစ်သဘောတူပြီးတော့ရှီကျူးပေးနေကြပါတယ်။
တစ်ဖက်မှာဆိုရင်လည်းဆာယာနဲ့လီယိုတို့ကကိုပိုင်ဝင်မဲ့တဲ့အခိုက်အတန့်လေးကိုလည်းပိုင်ဆိုင်နေခဲ့ကြပါပြီ။ဆာယာကလီယိုနောက်တစ်ခါကြာရင်ဝိုစားကြီးချုပ်ပေးမယ်လို့လည်းပြောနေပါတယ်။ဝိုစားဒီဇိုင်းဆွဲတာဆာယာတော့ရှေ့ကိုတွဲဝိုက်ပြီးဖွင့်ရတဲ့နီလန်တစ်ခုဖြစ်တာကြောင့်လီယိုကလည်းဆိုလိုရင်းကိုသဘောပေါက်လိုက်ပါပြီ။ဇလန်ရဲ့ဆုံးသက်မှာဆိုရင်တော့အေကအကောင့်မှာစာရေးဆက်လက်တင်နေဆဲဖြစ်ပြီးခန္ဓာမီကလည်းပုံမှန်ပဲလာရောက်ဖတ်ရှုနေခဲ့ပါပြီ။ဒါပေမဲ့အရင်ကလည်းမတူတာကတော့ခန္ဓာမီမှာလည်းအခုတော့ကိုပိုင်တငယ်ချင်းတွေရှိနေခဲ့ပြီးမို့ထီလည်းမကြံတော့ပါဘူး။အဲဒီအချိန်မှာအိုမီကလည်းရောက်လာပြီးတော့နောက်ထပ်စိတ်ကူးတွေရင်းနေပြန်ပြီလားဆိုပြီးစားနောက်နေကြရအေကတယောက်လည်းပြုံးသွားခဲ့ပါရဲ့။တကယ်တမ်းမှာဆိုရင်တော့အိုမီရဲ့နားမှာရှိနေသေးတဲ့အမြဲတမ်းပျော်ရွှင်စွာနဲ့ပဲစိတ်ကူးရင်စမ်းသစ်နေအောင်မှာပဲဖြစ်ပါ၏